Hello ဒီနေ့အကြောင်းအရာတချို့ဆွေးနွေးကြရအောင်နော်အဆုံးထိနားထောင်ရင်တော့တခုခုသိသွားမှာပါပြောချင်တဲ့အကြောင်းအရာအစကတော့ယူသားရင်လူတွေရဲ့ယုံကြည်မှုကိုရယူနိုင်ပါလိမ့်မယ်ယုံကြည်မှုဟာလူအဖွဲ့အစည်းမှာအရေးကြီးဆုံးအရာတစ်ခုပါတဦးကိုတဦးယုံကြည်မှုရှိမှသာပေါင်းတင်ဆက်ဆံရေးတွေဟာခိုင်မြဲနိုင်မှာပါကြိုးစားပါဘဲရကူမဆိုအောင်မြင်အောင်လုပ်နိုင်ပါတယ်ကြိုးစားအားထုတ်မှုဟာအောင်မြင်မှုရဲ့တော့ချက်ပါအခက်အခဲတွေဘလောက်ပဲရှိပါစေကြိုးစားအားထုတ်မှုနဲ့ဆွဲရှိမယ်ဆိုရင်တင်လူချင်းတဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာပါတည်ယူပါဘဝတစ်လျှောက်လုံးတိုးတက်နေပါလိမ့်မယ်အတိပညာဟာအင်အားပါတည်ယူခြင်းဟာဘယ်တော့မှမရက်တန့်သင့်ပါဘူးအမြဲတမ်းအသစ်တွေကိုလေ့လာတည်ယူနေခြင်းကတင့်ကိုပုံမှုပြည့်စုံတဲ့လူတစ်ယောက်ဖြစ်စေမှာပါပေကံမှာတင်ကိုယ်တိုင်ရောပဝန်းကျင်မှာပျော်ရွှင်စေနိုင်ပါတယ်ပေကံခြင်းဟာရယူခြင်းထက်ပုံမှုပျော်ရွှင်စေရကောင်းပါတယ်တည်ရတဲ့နိုင်တဲ့နည်းနဲ့အခြားသူတွေကိုကူညီပေးခြင်းကတင့်ကိုရောသူတို့ကိုပါပျော်ရွှင်စေမှာပါဒီခံမှာစစ်ရှိခြင်းကအရာရာကိုငြင်းငြင်းစေပါတယ်ဘဝမှာခက်ခဲတွေစိန်ခေါ်မှုတွေအများကြီးရှိပါတယ်ဒီခံခြင်းနဲ့စစ်ရှိခြင်းကအဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်မှုကူညီပေးပါလိမ့်မယ်ယုံကြည်ပါတည်ရဲ့အိမ်မက်တွေတကယ်ဖြစ်လာပါလိမ့်မယ်ကိုယုံကြည်မှုရှိခြင်းဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ပါတင်ကိုယ်တိုင်မယုံကြည်ရင်ဘယ်သူ့ကိုမှယုံကြည်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးပြုံးပါပျော်ရွှင်မှုဟာကူးဆက်တတ်ပါတယ်ပြုံးခြင်းဟာအကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပြီးအခြားသူတွေကိုလည်းပျော်ရွှင်စေပါတယ်ချစ်ပါတင်တဲ့ပြန်ချစ်ခံရမှာပါမေတ္တာတရားဟာတရားအလုံးကိုကုစားပေးနိုင်ပါတယ်မေတ္တာတရားနဲ့အခြားသူတွေကိုဆက်ဆံခြင်းကတင့်ကိုလည်းမေတ္တာတရားနဲ့ပြန်လည်ဆက်ဆံစေမှာပါဒီလာပါကျွမ်းကျင်သူတယောက်ဖြစ်လာပါလိမ့်မယ်လေးလာခြင်းဟာကျွမ်းကျင်မှုရဲ့အခြေခံပါအမြဲတမ်းလေးလာသင်ယူနေခြင်းကတင့်ကိုပုံမှုကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်စေမှာပါပေးဆက်ပါလူတွေရဲ့တမိုးထားမှုကိုရရှိပါလိမ့်မယ်အခြားသူတွေအတွက်ပေးဆက်ခြင်းဟာတမိုးထားမှုကိုရရှိစေပါတယ်တည်ရဲ့အချိန်တည်ရဲ့အင်အားတည်ရဲ့အရေးချင်းတွေကိုအခြားသူတွေအတွက်ပေးဆက်ခြင်းကတင့်ကိုတမိုးထားစေမှာပါအမားကိုဝန်ခံပါပြုပြင်ဖို့ခွင့်ရရမယ်လူတိုင်းအမှားလုပ်တတ်ကြပါတယ်အရေးကြီးတာကအမှားကိုဝန်ခံပြီးပြုပြင်ဖို့ကြိုးစားဖို့ပါစိတ်အားထက်သန်မှအခက်အခဲတွေကိုကျော်လွှားနိုင်တယ်စိတ်အားထက်သန်မှုဟာအရာရာကိုပြည့်မြောက်စေနိုင်တဲ့အင်အားတစ်ခုပါစိတ်အားထက်သန်မှုရှိရင်ဘလို့အခက်အခဲတွေကိုမဆိုကျော်လွှားနိုင်မှာပါအကောင်းမြင်ပါဘဝကပူပျော်ရွှင်မှုကောင်းလာမယ်အကောင်းမြင်စိတ်ဟာပျော်ရွှင်မှုရဲ့အရင်းမြစ်တစ်ခုပါအကောင်းမြင်စိတ်ရှိရင်ဘဝမှာပုံမှုပျော်ရွှင်နိုင်မှာပါအချိန်ကိုတမိုးထားပါခွင့်ရည်တွေပိုရလာမယ်အချိန်ဟာရွှေထက်တမိုးရှိပါတယ်အချိန်ကိုတမိုးထားပြီးအသုံးချခြင်းကတင့်ကိုအခွင့်အရေးတွေပုံမှုရရှိစေမှာပါကျေးဇူးတင်တတ်ပါပိုပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်မယ်ကျေးဇူးတင်တတ်ခြင်းဟာပျော်ရွှင်မှုရဲ့အစိတ်ပိုင်းတစ်ခုပါရှိတဲ့အရာကိုကျေနပ်တတ်ပြီးကျေးဇူးတင်တတ်ရင်ပိုပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါစွန့်စားဖို့မကြောက်ပါနဲ့အတွေ့အကြုံသစ်တွေရမယ်စွန့်စားခြင်းဟာတိုးတက်မှုရဲ့လမ်းကြောင်းတစ်ခုပါစွန့်စားဖို့မကြောက်ရင်အတွေ့အကြုံသစ်တွေရရှိနိုင်မှာပါကိုချင်းစာတရားထားပါလူတွေနဲ့ပိုပြီးနားလည်မှုရမယ်ကိုချင်းစာတရားထားခြင်းကလူတွေနဲ့နားလည်မှုရအောင်ကူညီပေးပါတယ်ရီမန်းချက်ထားပါတည့်ရဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်မယ်ရီမန်းချက်ရှိခြင်းဟာတည့်ရဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်ဖို့ကူညီပေးပါတယ်အမြဲတမ်းလေ့ကျင့်ပါကျွမ်းကျင်မှုရလာမယ်လေ့ကျင့်ခြင်းဟာကျွမ်းကျင်မှုရဲ့အခြေခံအုတ်မြစ်ပါအမြဲတမ်းလေ့ကျင့်ခြင်းကတင့်ကိုပုံမှုကျွမ်းကျင်စေမှာပါအိမ်မက်တွေကိုအကောင့်ထဲပေါ်ပါတင်ဟာပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းကတင့်ကိုပျော်ရွှင်စေပါတယ်ဟုတ်ကဲ့ပါအခုလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရင်ဆက်လက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခင်တူတက်ပါခင်ဗျာ